လူသားတွေထက်တစ္ဆာတရားပိုကြီးကြောင်းပြသခဲ့တဲ့ခွေးမလေးမေရီလို့ခေါ်တဲ့ခွေးမလေးတစ်ကောင်ဟာမိခိုးငွေ့တွေထွက်နေတဲ့ပျက်စီးနေတဲ့အပျက်စီးတွေကြားမှာလက်သေးတွေကသွေးထွက်နေတဲ့ထိအားဆိုင်ပြီးတူးနေပါတယ်။မေရီနဲ့အတူသူ့ရဲ့ကလေး3ကောင်ကလည်းသူမကိုကူညီတူးဆွပေးနေပါတယ်။တစုံတစ်ယောက်ကိုရှာတွေ့ပြီးနောက်မှာတော့သူမကတူးနေတာကိုမရက်တန့်ခဲ့ပါဘူး။ရုတ်တရက်မေရီကတစ်သားပုံအောက်ကထွက်လာပြီးအထဲကိုကြည့်ကကျဲလောင်စွာဆက်တိုက်အော်ဟစ်နေပါတယ်။ပျက်စီးနေတဲ့အဆောက်အဦကြားထဲမှာပိတ်မိနေတဲ့ကလေးမလေးတစ်ယောက်ကအပြင်ကခွေးဟောင်တန်ကိုကြားလိုက်ရတော့နောက်ဆုံးမှာမျက်လုံးပွင့်လာခဲ့ပါတယ်။သူမနဲ့အတူပိတ်မိနေတဲ့အဖိုးကိုနိုးဖို့ကြိုးစားကအဖိုးဘက်ကိုခေါင်းလှည့်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့အဖိုးကတော့သတိလစ်နေုံပါပဲ။ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတော့မေရီဟာအပျက်စီးတွေကြားကနေအလျင်မြန်ပြေးထွက်သွားပြီးလမ်းတစ်လျှောက်ဆက်တိုက်အော်ဟစ်ပြေးလွှားနေပါတယ်။မေရီဟာကယ်ဆယ်ရေးသမား2ယောက်ကိုမြင်လိုက်ရချိန်မှာသူတို့အနားကိုချက်ချင်းပြေးသွားပြီးဝတ်စုံကိုဆွဲပြီးဟောင်ကအကူအညီတောင်းပါတယ်။ကယ်ဆယ်ရေးသမားတွေဟာသူတို့နဲ့ဆော့ကျင်တယ်လို့ထင်ပြီးမေရီကိုဘေးဘက်ကိုတွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးသမားတွေကသူ့နားကနေထွက်မသွားအောင်တေးသေးချာချာစူးစမ်းပြီးဟောင်နေတဲ့မေရီကိုငုံကြည့်လိုက်ပါတယ်။ဆက်တိုက်ဟောင်နေတဲ့မေရီရဲ့မျက်နှာမှာညှိုးငယ်နေတာကိုသတိထားမိတာကြောင့်ကယ်ဆယ်ရေးသမား2ယောက်ဟာမေရီနဲ့အတူအပျက်စီးတွေစီကိုချက်ချင်းပြေးသွားကရှာဖွေမှုစတင်ပါတော့တယ်။ပိတ်မိနေတဲ့ကလေးမလေးနဲ့အဖိုးကိုမြင်လိုက်ရတော့သူတို့ဟာအပျက်စီးတွေကိုချက်ချင်းဖယ်ရှားကကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုတွေးလိုက်ရတဲ့မေရီဟာကျေးဇူးတင်စွာဟောင်လိုက်ပြီးမျက်နှာပေါ်မှာပျော်ရွှင်တဲ့အမူအရာကိုပြသလိုက်ပါတယ်။အဲ့ဒီနောက်ရဟတ်ယာဉ်တစ်စီးကသူတို့ရဲ့အချက်ပြမှုကိုလက်ခံရရှိပြီးနေရာကိုချက်ချင်းရောက်လာပါတယ်။ကယ်ဆယ်ရေးသမားတွေဟာအဖိုးကိုအရင်ဆုံးကြိုးနဲ့ချီနှောင်ပြီးရဟတ်ယာဉ်နဲ့ဆွဲတင်လိုက်ပါတယ်။ကလေးမလေးကိုကယ်ဆယ်ရတော့မယ့်အချိန်မှာတော့မေရီကိုမထားခဲ့ဖို့နဲ့သူမနဲ့အတူခေါ်သွားဖို့ငိုပြီးတောင်းဆိုနေပါတယ်။ကယ်ဆယ်ရေးသမားတွေကအဖိုးရဲ့ဒဏ်ရာကဆိုးရွားနေတာကြောင့်အဖိုးရဲ့အသက်ကိုအရင်ဆုံးကယ်တင်ဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။အားနည်းနေတဲ့ကလေးမလေးကမေရီကိုကြည်ရင်ငိုကြွေးကကယ်ဆယ်ရေးရင်ပေါ်တက်သွားခဲ့ရပါတယ်။မေရီကလည်းကလေးမလေးကိုအဝေးကိုခေါ်သွားတဲ့အတွက်ဝမ်းနည်းစွာအော်ဟစ်နေပါတယ်။နောက်ဆုံးမှာတော့မေရီကိုထားခဲ့ပြီးရဟတ်ယာဉ်ကဆေးရုံစီကိုမောင်းထွက်သွားပါတယ်။မေရီဟာသူ့ရဲ့သွေးထွက်နေတဲ့ဒဏ်ရာတွေကိုဂရုမစိုက်ပဲရဟတ်ယာဉ်နောက်ကိုဆက်တိုက်ပြေးလိုက်နေခဲ့ပါတယ်။ဒါပေမဲ့ရဟတ်ယာဉ်ကပုံမြန်နေတဲ့အတွက်မေရီဟာမောပန်းနွမ်းနေပြီးနောက်ဆုံးမှာတော့ရဟတ်ယာဉ်ကိုမမြင်နိုင်ခင်ထိစောင့်ကြည့်ကလက်လျှော့လိုက်ရပါတယ်။မေရီရဲ့နှလုံးသားထဲမှာကလေးမလေးကသူမစီကိုတေချာပေါက်ပြန်လာလိမ့်မယ်လို့ယုံကြည်နေစေဖြစ်တဲ့အတွက်သူမရဲ့ကလေးတွေနဲ့အတူတခင်ပြန်လာတဲ့အထိအပျက်စီးတွေကြားမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။လအနှဲငယ်ကြာပြီးနောက်မှာတော့ကလေးမလေးနဲ့မိသားစုဝင်တွေဟာပျက်စီးနေတဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ကလေးမလေးကအော်ခေါ်နေပေမဲ့မေရီကိုရှာမတွေ့တာကြောင့်ပျောက်သွားပြီလို့ထင်ပြီးအော်ဟစ်ကငိုကြွေးနေပါတယ်။သူ့ဖေကသူ့ကိုပွေ့ဖက်ပြီးနှစ်သိမ့်နေချိန်မှာခွေးဟောင်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။မေရီရဲ့ခွေးပေါက်လေးတစ်ကောင်ပြေးလာတာကိုမြင်လိုက်ရချိန်မှာကလေးမလေးကပြေးသွားပြီးခွေးလေးကိုပွေ့ချီလိုက်ပါတယ်။ခဏအကြာမှာတော့မေရီရဲ့နောက်ထပ်ကလေး2ကောင်ကရောက်လာပြီးသူတို့အသက်ရှင်နေသေးတာကိုတွေးလိုက်ရပေမဲ့မေရီကိုမတွေ့သေးတာကြောင့်ကလေးမလေးကခွေးလေးကိုပွေ့ဖက်ကဆက်တိုက်ငိုကြွေးနေပါတယ်။ရုတ်တရက်ညစ်ပေပြီးဒဏ်ရာတွေနဲ့သူတို့စီကိုအားနည်းစွာလမ်းလျှောက်လာတဲ့မေရီကိုတွေးလိုက်တဲ့အခါကလေးမလေးကချက်ချင်းပြေးသွားပြီးဝမ်းသာအားရငိုကြွေးကမေရီကိုပွေ့ဖက်လိုက်ပါတယ်။မေရီကလည်းနောက်ဆုံးမှာတော့လက်နဲ့ချီစောင့်နေခဲ့တဲ့သူမရဲ့ပိုင်ရှင်ကိုပြန်တွေ့သွားခဲ့ပြီးကလေးမလေးကသူမကိုပွေ့ဖက်ကငိုကြွေးနေတယ်လို့မေရီလည်းအလွမ်းတွေနဲ့အတူဝမ်းသာမျက်ရည်ကျနေပါတယ်။အဲ့ဒီနောက်မှာတော့မေရီကသူမပိုက်စာနေရတောင်သူမရှာထားတဲ့အစာတွေအားလုံးကိုသူ့ရဲ့ကလေးတွေကိုကျွေးပြီးဘေးနားကထိုင်ကြည့်နေခဲ့ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့မိခင်တိုင်းကဒီလိုပဲမေတ္တာတရားကြီးမှကြပါတယ်။